ဆောင်းလုံရီလုပ်ငန်းနည်းနည်းဆိုင် အိမ်တိုင်းမှာရှိအကြီးလည်းရှိအသေးလေးလည်းရှိဝေးအောင်လို့တော်တော်များများတွေအသုံးဝင်နေ ဒီကောင်နဲ့ပတ်သက်ပြီးအားကစားတစ်ခုလည်းရှိတယ် အမိုးဆောင်ကတော့သိပါရှိတာတော့ ဒီမှာလည်းသိပြီ သူဘာပြောရလဲ သုံးဝင်နေတယ်ပြော တော့ဝင်တယ်ဒီဆိုင်မှာတော့ရှိတယ်ဒီဆိုင်မှာတော့မြင်နေရတယ်ရှိ သူကနေရာအမျိုးမျိုးအတွက်သုံးပြလို့ရတယ်အရန်သုံးဝင်တယ်ပေါ့ ဟုတ်တယ်နော်ဝေးပဲတော့မယ်ဝေးကြမယ်နော် ဒီလိုတွေအားစားနေကြတာနော် သူတို့နေရာလည်းဖြစ်နေတယ်လို့တကယ်လည်းကြည့် မယုံဘူး သူကလည်းဝေးသွားကြမယ်ဝေးသွားကြမယ်ဆိုပြီး ဒါပြောတော့အမှန်လေးပဲပြောတော့အမှန်တရားတွေ ကျွန်တော်လည်း ကိုလည်းကြပြောဖို့စဉ်းစားနေရ ကိုလည်းစဉ်းစားနေတယ်ဘာလဲပေါ့ စားတော့ဆိုင်တွေဟိုတယ်လုပ်ငန်းတွေမှာလည်းတွေ့ရတယ် ခုနကမှစားတော့ဆိုင်မှာတွေ့ရတယ်ပြောပြီးပါ ဆောင်းဆိုင်မှာတွေ့ရ အ ပြီ မပြောတာဒီဆိုင်မှာပဲတွေ့ရတယ်ပြောတာလေရတယ်စားတော့ဆိုင်ဟိုတယ်မှာလည်းတွေ့ရတယ်ဒီပေါ့ ဒီကောင်ကဟမ်းမိတ်တော့ကနောက်ပိုင်းတော့ရှိပါတယ်မိုးလောင်းလာတာဟမ်းမိတ်တော့ကအဓိက ဒါကဘယ်နဲ့ round အဲ့ဒါကိုအခုခေတ်မှာပုံစံမျိုးမျိုးလုပ်ကြတယ်ပုံစံမျိုးမျိုးလုပ်တာခေတ်စားတာပုံစံမျိုးမျိုးလုပ်ကြတယ် ဟုတ်ကဲ့ တော့ကောင်တို့တွေပြောတဲ့စကားကိုအခြေခံပြီးတော့ ဟိုးခစ်ကလေးကဟိုးရှေ့ခစ်ကလေးကအဲ့ဒါတွေရောင်းတာကိုလည်းဖြစ်စားတယ်အဲ့ဒါတွေရောင်းကြတယ် ဆောင်းလုံရီလုပ်ငန်းနည်းနည်းဆိုင် ရှင်းနိုင်ပါရဲ့ ဟုတ်တယ်ဟုတ်တယ်သုံးတယ်လေသုံးတယ် ဟုတ်ကဲ့ခုနကဒီကွန်ပျူတာ အခုစစ်စစ်လေးပြောသွားတာသူလက်ကိုပြပြီးပြီ ပြောဝါနဲ့ဆိုင်ဝါ โอเคဟိုစာရေးမယ် ကဲ 1 2 3နော်တော့ဒီနည်းကွန်ပျူတာနဲ့ကွန်ပျူတာလားပေါ့ ဘာလဲဘာလို့လဲ ဒီကတော့ ဝါးနဲ့ဆိုင်နော် ပြော ကတင် လိုက်ပါတယ်နောက်တော့ chance ပေးဦးမယ် မချမ်းတော့ဘူးတခုပဲ မှားပါတယ်အဖြေက basket ဘတ်စကတ်ပါချင်းတော့ ချင်းတော့ ချင်းတော့